KTV အစော်တွဲပညာသင်ပေးမယ်ကွာနော်မင်းတို့ပညာသင်ပေးပါအောင်လို့ပြောလို့ KTV ကနေပြီးတော့ကောင်မလေးကိုနာလာကပ်ပြီဆိုရင်နော်လာကပ်ပြီဆိုရင်မင်းတို့ဘာလို့လောမလဲဆိုတော့ငါပြောပြမယ်ကွာငါပြောပြမယ်သီးသီးချာချာနားထောင်ကြကွာမင်းတို့ကောင်သီးသီးချာချာနားထောင်ကွာမင်းတို့ကောင်ခဏနဲ့ကြည့်တော့သင်မပေးအားဘူးကွာ KTV ကကောင်မလေးတွေကအခန်းထဲကိုထားပါတော့တို့ယောက်ျား3ယောက်ရှိရဆို3ယောက်ရှိမယ်4ယောက်ရှိမယ်လာပြီးထိုင်းပြီးကိုနာကိုလာထိုင်းပြီးထိုင်းနေဆိုရင်ကိုရဲ့ညာဘက်ကိုထိုင်းနေဆိုရင်ဟေးညီမဒီဘက်လာဘယ်ဘက်ကိုထိုင်းဘယ်ကိုထိုင်းပြီးတော့ပခုံးလေးပေါ့လက်ကလေးတင်လိုက်အရင်ဆုံးဖော့ဖော့လေးတင်တော့တာအိမလုံးနဲ့တာအိမလုံးတင်နဲ့ဖော့ဖော့လေးလူလေးတာလေးတင်လေးပြီးတော့ညီမလေးကနာမည်ဘယ်လိုလဲအရင်ဆုံးမေးနာမည်ဘယ်လိုလဲနာမည်ကတော့ပြောလိမ့်မယ်ပေါ့ကွာလာရိတ်တို့ချူတို့ထားပါတော့ကွာသဘောပြောတာပြောလိမ့်မယ်ပေါ့ပြောပြီအဲ့ကြိတ်ဆိုတော့မှညီမလေးနာမည်လေးအကိုကြီးကတော့ဘယ်မှာနေရလဲဗာညာ तू ကမေးလိမ့်မယ်အကိုကြီးတို့ဒီမှာနော်တပတ်တစ်ခါတော့လာတာတပတ်တစ်ခါတော့လာလို့တော့ပြောလိုက်မလာကွာတစ်နှစ်နေမှလာအဲ့လိုပြောလိုက်တပတ်တစ်ခါတော့လာတာအဲ့ကြောင့်မို့ညီမလေးနောက်တစ်ခေါ်တွဲခြင်းနဲ့ဆိုရင်အကိုကြီးနဲ့ခေါ်တွဲမယ်ဆိုရင်ညီမလေးနာမည်ပြောလို့အဆင်ပြေလားရတယ်အဆင်ပြေတယ်ဆိုနောက်ဆိုရင်ဖုန်းနံပါတ်လေးပါလေးဘာညာတောင်းလိုက်ဖုန်းနံပါတ်လေးရှိလားဆိုရင်ရတယ်ဖုန်းလေးမင်းလူလေးဖုန်းလေးကိုလေလူလေးညီမလေးဖုန်းနံပါတ်ဘာလို့ရင်ပြောဆိုမပြောတော့ဖုန်းနံပါတ်လေးကိုရိုက်ပြီးဆိုတော့တက်လက်ကလေးလေးရိုက်ပြီးနာမည်ဘယ်သူတော့လာရိတ်ပေါ့ကျေသေးလာမင်းတော့မရိုက်တော့ဘူးလာရိတ်ဆိုရိုက်ပြီးတော့ဆိုရင်မှတ်ထားလိုက်ပြီးကိုကြီးလာရင်ခေါ်မယ်အဲ့လောက်လေးဆိုရင်သူကအဆင်ပြေပြီပြီးကြရင်လေမုံဘိုးလေးပါလေပေးခဲ့အောင်မုံဘိုးလေးအရင်ပေးတော့မုံဘိုးနော် KTV ပြန်မပေးနဲ့နော်ပြန်မပေးနဲ့အရင်ဆုံး9000မင်းတို့တက်နိုင်သလားပေါ့9000မြင်9000ရော့ပေးလိုက်ပေးပြီးတဲ့ခါကျမှလေပို့ပေးတဲ့ခါကျပို့ပြီးတော့တွဲလို့ကောင်းတယ်သူအဲ့ကျတော့ပခုံးလေးဖက်ပြီးနောက်ကျခါလေးကိုနည်းနည်းလေးဆန်းပြီးတော့ဖက်နော်တိုက်ဒီလိုသွားမလို့နော်ဒီလိုခါလေးကိုလေးဖက်ထားရတယ်ဒီလိုလေးသွားမလို့နော်အဲ့လိုသွားမလို့နော်ဒီလိုလေးခါလေးလိုလေးဖက်ပြီးတော့ဖြည်းဖြည်းနောက်ကျမှအပေါ်တက်ချင်တက်တင်ပေးတာမင်းတို့ကောင်းလေးတင်ပေးရနော်ပညာရည်နော်နောက်တင်ပေးတဲ့ပညာရည်နောက်တစ်ခေါက်မင်းတို့ဆက်တောင်းတာဆိုရင်ငါကိုထင်းဖြတ်ပြီးတော့ထပ်ပြီးတော့တင်ပေးဦးမယ်နော်